Hello အားလုံးပဲမင်္ဂလာပါရှင်။ပပကကြည့်လို့ရမယ့်သချင်းလေးတွေကိုပြပေးထားပါတယ်။ဒီလိုလေးတွေကစမ်းရိုက်ထားမို့လိုအပ်ချက်တွေအများကြီးပါလို့ရှိရင်လည်းချစ်တဲ့မျက်စိလေးနဲ့ကြည့်ပေးကြပါအောင်ရှင်။ Step တစ်ခုချင်းစီတိုင်းကိုတီးတလောက်လေးပြပေးထားတာဖြစ်လို့တကယ်လို့နားမလည်လို့ရှိရင်ဗီဒီယိုလေးကိုနှေးပြီးတော့ကြည့်ပေးပါနော်။အောင်မရဲ့စားရမပါတဲ့ဘက်ကညာပဲဖြစ်ပြီးစားရမပါတဲ့ဘက်ကဘဲဘက်ပါရှင်။အဲ့ဒီဘဲဘက်ချက်လေးကိုထုတ်ပြီးတော့ခါလေးကိုဝိုက်လိုက်ပါတယ်။ Okay, hold it. Around, she would like you. Come. 1, 2, 3, 4. Yeah, let's try to go about 8 chapter numbers up here. Now, have a big left. Let us arrow. The half in there. And the additional time. 1, 2. Sorry, the 5 is again. 1, 2, 3. Yeah, she can manage. She can. ဒီမှာပြတော့ရှိတယ်အချက်အရှိတဲ့လက်ကလေးတွေလည်းပါတယ်ပြီးရင်ရှိဖို့ဒီတဲ့ခါမှာနောက်အပါရှိထုတ်ထားတဲ့ဆက်နဲ့ပြင်တယ်နောက်တစ်ခါထပ်တယ်နောက်ခါ 1 2 3 4ဒီတဲ့ခါမှာလက်ကလည်းခုနကလည်းဒီလက်တွေတော့နောက်ထားတယ်1 2 3 4ဒီဝါရနဲ့ပြချပြီးတော့6ကဒီလိုထောင်းတယ်ညာဘက်ထောင်းတယ်ထောင်းနောက်ကကျတော့ဒီလေးထောင်းလိုက်ထားတယ်ပတ်ချတယ်ထောင်းလိုက်ထားတယ်ပတ်ချတယ်နောက်ခါဒီမှာလို့ရှိရင်ချာကလေးနဲ့လည်းဘက်ကိုထောက်တယ်ထောက်လိုက်တယ်ခဏလေးကြာပြီးတော့ဒီမှာထောက်တယ်လက်ကကျတော့နည်းနည်းပေါ်ရတဲ့3 1 2 3 4ဒီထက်ခါကိုလည်းတစ်ခါနောက်တစ်ခါကလက်နောက်မှာပေါ့လက်ညှောက်ပြီးတော့လုပ်တယ်ဒါ1 2 3 4 5 6လူကားတဲ့ခါမှာလည်းရတော့လက်ပါပြီးတော့ကားနေနိုင်တယ်ဒါလည်း 5 6 8 လို့ကြည့်မယ်7 8မှာဒီတော့ဘာပါခုနဒီဘက်တိုင်းလုပ်မယ်နောက်တစ်ပုံမယ်ကျောင်းရဲ့ position ပြောပါမယ်ဒီလက်ပြန်ကားမယ်ဆောက်ပါကြရတာကားချောင်းကအားပါတယ်လက်ပြန်လာလို့ရှိရင်ချောင်းရက်နှံပြီးတော့ချောင်းရက်နဲ့နှံတယ်ဒီမှာရေဟုတ်တယ်1 2 1 2 3 4 5 6 7 5 6 7ပုံချင်းဒီလက်ကိုအားပြီးတော့ပုံဒီပုံကြီးရတယ်ချောင်းကလက်ချလေးထား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 ဒါလက်ကရမ်းနေရှိပြီးတော့ဒီလိုထားဘာလို့ဆိုပြီးဒီဖို့ဆိုရှိလက်ချလေးထားလက်ချဒီလိုကကားလေးဒီလိုမျိုးထိုင်လိုက်မယ်ကားလေးထိုင်နေတယ်ဒီလိုအဲ့လိုဆိုအခုနည်းနည်းတော့ဒီပြန်စမယ်လမ်းမျိုးဆက်စီတော့ဒီမှာဆက်ကားလေးပြန်ပြီးတော့5 6 7 8ဒီကနေ့အခုလမ်းကတော့လည်းချက်ပါတယ်လာပြီးတော့လက်ကနားနေတယ်ဟာလည်းဆိုင်ရတာ5 6 7 1 2 3 4 5 6 7 1 2 5 6 7 3 4 5 6 7 8 1 2 3 4